ကာဒီနေ့မှာတော့ကျွန်တော်အရန်လိုချင်တဲ့ရီဆန်ရှင်းကော်လာစကင်ကို Wisco 1000ပြည့်အောင်လုပ်ပြီးဖောက်ပြသွားမှာဖြစ်ပါတယ် Okay ဒီမှာညိုပြီးတော့တခြားကြည့်ပြကျွန်တော်ရဲ့ Wisco က1000မပြည့်သေးဘူး998ပဲနှစ်ခုပဲကတ်လိုနေရဗျာဒီလားပုံမှန်ဆိုရင် daily door နဲ့ဆို50ပဲကုန်မှာတိုင်းမောကဒါပေမဲ့ကျွန်တော်မစောင့်နိုင်တော့ဘူးဗျာအဲကြောင့်100တုံးပြီးတော့ Wisco 1000ပြည့်အောင်ဖောက်ပါမယ်ကဲဗျာ diamond 100သုံးလိုက်ပြီဗျာဘာပေါက်သွားမလဲဆိုတော့စကင်လေးမြန်ပေါက်မလားဟောပန်းရောင်ကတ်ရှိကတ်တယ်မစိုးပါဘူးเนาะဒါပေမဲ့ဘာလို့မစိုးဆိုတော့ကျွန်တော် Wisco 1000ပြီးသွားလို့မစိုးလို့ပြောတာပေါ့เนาะမောင်းရင်တော့တော်တော်စိုးပါတယ်မတန်ပါဘူးဒါလို့ sorry ကဲနောက်ဆုံးတော့ညိုကီတို့တွေ့တဲ့အတိုင်းပဲ Wisco 1000ပြည့်သွားပြီပေါ့နော် nice အဲ့တော့ Wisco 1000ပေါက်ထဲမှာဘာစကင်လေးပါမလဲဆိုတာတွက်ကြည့်ပါမယ် Wisco 1000ပေါက်ထဲမှာဘာစကင်လေးပါလဲဆိုတော့ဆက်ရဲ့ lucky box ပါမယ်ကာချာရဲ့ lucky box ချောင်းရဲ့ lucky box မော်စကိုရဲ့ lucky box စကင်ပါမယ်ပြီးတော့ဘယ်လာရဲ့ collector ရီဆန်ရှင်းရဲ့ collector ကလောက်ရဲ့ lucky box ဖာရှာရဲ့ collector ပေါ့နော်အဲ့စကင်လေးပါပါမယ်ဒီစကင်အားလုံးထဲမှာကျွန်တော်လိုချင်ဆုံးကတော့ချောင်းရဲ့ lucky box နဲ့ရီဆန်ရှင်းရဲ့ collector စကင်အဲ့နှစ်ကောင်နဲ့တစ်ကောင်လိုချင်တယ်ပေါ့နော်လိုချင်ဆုံးကိုပြောပါဆိုရင်တော့ကျွန်တော်ရီဆန်ရှင်း collector ကိုတော့တော်တော်လေးကိုလိုချင်ပါတယ်အဲဒါကြောင့်လဲကျွန်တော် Wisco 1000ပြီးအောင်daily door နဲ့ဂုံးထားတာပေါ့နော်ဒီစကင်တွေအားလုံးထဲမှာညိုကီတို့တွေ့တဲ့အတိုင်းပဲကျွန်တော်မှရှိတာဆိုလို့ကလောက်ရဲ့ lucky box ရဲ့ faza ရဲ့ collector အဲ့နှစ်ကောင်ပဲရှိသေးတာဗျအဲ့တော့ကျွန်တော်လိုချင်တဲ့စကင်နှစ်ကောင်ကပေါင်းနိုင်ချေအရန်နေတယ်ဗျဒီလားဒါပေမဲ့ကျွန်တော် TikTok မှာတွေ့ဘူးတယ်ဗျအဲ့လိုဖောက်ခါနေဆိုရင်ကိုလိုချင်တဲ့စကင်ရဲ့ animation ကိုအစားဆုံးတစ်ခေါက်တော့ကြည့်ပြီးတော့ဖောက်ရင်တော့ပေါက်နိုင်ချေများတယ်လို့ပြောတယ်ဗျအဲ့တော့တော်ကြပါတော့ရီဆန်ရှင်း animation အစားဆုံးလေးတစ်ခေါက်တော့တွက်ကြည့်အောင်အဲ့မှာညိုပြီးတခြားကြည့်ရီဆန်ရှင်း collector တူမလိုပဲဗျတော်တော်လေးကိုလှအဲ့ကြောင့်မို့လေကျွန်တော်ကလိုချင်တာပေါ့နော်yoရီဆန်ရှင်း collector skin ရဲ့ animation ကိုအစားဆုံးကြည့်ပြီးဆိုတော့ Wisco 1000ပေါက်တွက်ဖောက်ပါဗျာ okay ကဲဖောက်လိုက်ပြီဗျာပါလေးရတော့ရီဆန်ရှင်းလေး yes oh my god ကျွန်တော်အရန်လိုချင်တဲ့ရီဆန်ရှင်းလေးရတော့ပါပြီခင်ဗျာ finally နောက်ဆုံးတော့ကျွန်တော်အရန်လိုချင်တဲ့ရီဆန်ရှင်း collector skin လေးကိုရတော့ပါပြီ oh my god wow even နိုင်ချင်းတဲ့မူတော်ကြီးဒီတစ်ခါမှချင်းတဲ့အတွက်ကျေးဇူးတင်ပါတယ်လူချင်းတဲ့စကင်လေးတန်းပြီးတော့ညိုကီတော့ဒီ event မှာပါစကင်လေးရတော့ကြတယ်ကွန်မမှာလာကြွားလို့ရတယ်နော်